ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားပါရှင်ဗီဒီယိုအသစ်တွေနိုင်သိရအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ပေးထားပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဇုံဝေးဖြူ channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်။ဇုံလေးဒီနေ့ပြပြမယ့်အကြောင်းအရာလေးကတော့ Facebook အကောင့်တစ်ခုကို email နဲ့ဖွင့်တဲ့နည်းလေးပဲဖြစ်ပါတယ်ရှင်။ Facebook အကောင့်တစ်ခုကို email နဲ့အလွယ်ကူဆုံးဘယ်လိုဖွင့်ရမလဲဆိုတာဇုံလေးနဲ့တူလိုက်ပြီးတော့လုပ်ကြည့်ရအောင်နော်။ပထမဆုံးအနေနဲ့မိမိရဲ့ Facebook အကောင့်ထဲကိုဝင်ပါမယ်ရှင်။ဒါတော့ဇုံလေးရင်ရဖွင့်ထားတဲ့အကောင့်တွေပါခုတကယ်ချင်းက Facebook အကောင့်အသစ်ဖွင့်မှာဆိုလို့ရှိရင်အောင်နားလေးမှာ create new Facebook အကောင့်ဆိုတာလေးကိုနှိပ်ရပါမယ်ရှင်ပြီးလို့ရှိရင်တော့ name ကိုနှိပ်ရပါမယ်ပြီးလို့ရှိရင်တော့ဒီမှာနာမည်ပေးရပါမယ်နာမည်မှာဇုံလေးရတော့ဇုံပွင့်ဆိုပြီးတော့ပေးလိုက်ပါမယ်ပြီးရင်တော့ပြအောင်စာတန်းလေးနဲ့ name ကိုနှိပ်ရပါမယ်ရှင်လို့ရှိရင်တော့ဒီမှာမွေးနေ့ရပါမယ်မွေးနေ့ဒီမှာမွေးနေ့ပြောင်းပြီးသွားပြီဆိုလို့ရှိရင်တော့နှိပ်ကိုနှိပ်ရပါမယ်ပြီးလို့ရှိရင်တော့ဒီမှာမိန်းကလေးဆိုရင်တော့ female ကိုပေးရပါမယ်အသားလေးဆိုရင်တော့ male ကိုပေးရပါမယ်ဆိုလေးကမိန်းကလေးဖြစ်တဲ့အတွက် female ကိုပေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့နှိပ်ကိုနှိပ်ရပါမယ်ပြီးရင်တော့ဒီမှာဖုန်းနံပါတ်နဲ့ဖွင့်လို့ရှိရင်တော့ဒီမှာဖုန်းနံပါတ်ကလေးရိုက်ပြီးနှိပ်ကလေးရိုက်လိုက်ရင်ရပါပြီခုဥစ္စာဇွန်လေးရFacebook အကောင့်ကို email နဲ့ဖွင့်ပြမှာဖြစ်တဲ့အတွက် sign up with email address ဆိုတာလေးကိုနှိပ်ပါမယ်နှိပ်လိုက်လို့ရှိရင်ဒါကတော့ဇွန်လေးရဲ့ email ပေါ့နော်ဇွန်လေးရဲ့ email လေးဖြစ်ပါတယ်ငယ်ချင်းတို့ကလည်းကိုယ့်ရဲ့ email လေးကိုဒီမှာထည့်ပြီးသွားလို့ရှိရင်တော့နှိပ်ကိုနှိပ်လိုက်ရင်ရပါပြီနှိပ်ပြီးသွားလို့ရှိရင် password ထည့်ရပါမယ်နှိပ်ကိုထည့်ပြီးသွားလို့ရှိရင်တော့ဒီအပြာအောင်စာတန်းလေးနဲ့နှိပ်ကိုလောက်ရပါမယ်လက်ဆွဲထည့်ပြီးနှိပ်ကိုနှိပ်ရမယ်နှိပ်ပြီးသွားရင်တော့ဒီမှာပေါ်လာတဲ့ပြာအောင်စာတန်းလေးနဲ့ sign up ဆိုတာလေးကိုနှိပ်လိုက်ရင်ရပါပြီဒါလေးပါကြည့်ပါမယ်ဆုံးပွင့်စွာဒါကလေးဖွင့်လိုက်တဲ့အကောင်လေးပါမိမိနဲ့ဖွင့်ထားတဲ့အကောင်လေးပါမှာတော့ဖိုတိုတွေကတော့ကိုဘာသာတူထည့်လို့ရပါတယ်ကိုကြိုက်နေတဲ့ထည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့တကယ်ချင်းလို့လည်းစင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်